ပါမူချချနေကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာမူချအရန်ဖောက်ချင်နေတဲ့ baby 3 blind box ကိုဖောက်ပြမှာဖြစ်ပါတယ်ဆိုတော့အရင်တော့ blind box တော့ဖောက်တယ်ကိုယ့်ကိုလှုပ်ပြီးတော့ဖောက်တာဆိုတော့အခုကျတော့တကယ်ကိုကတော့မူချအရန်ဖောက်ချင်နေတဲ့ဟာကြီးပေါ့နော်အခုတိတ်မခက်စားတော့လို့ထင်တာပဲခစားကြသေးလားမသိတော့ဘူးဒါပေမဲ့ဖောက်ချင်တယ်ဆိုတော့ဖောက်ကြပါမယ်ရှင် baby 3ရဲ့နော်baby 3 play box ဒီမှာ oh my god ဒီမှာအများကြီးပဲ secret လေးလည်းပါတယ် secret လေးလည်းလိုချင်တယ် secret ကဘာလေးပေါက်လဲမသိဘူး secret လည်းပေါက်ချင်တယ်ဒီမှာပေါက်ချင်တာဒီမှာအများကြီးပဲသူကဒီမှာကြည့်မျက်လုံးဒါဒီလိုမျိုးဟာတွေဆိုရင်တော့မျက်လုံးရှုလို့မရမကြည့်ဒီလိုမျိုးဟာလေးဆိုရင်တော့sorry ဒီလိုမျိုးဟာဆိုမျက်လုံးရှုလို့ရတယ်ဒါဆိုရင်တော့ဖန်နဲ့ဆိုရှုလို့မရဘူးတဲ့ဒီလိုမျိုးဟာလေးအဲ့တော့မူချပေါက်ချင်တာကတဲ့ဒီဟာလေးတွေပေါက်ချင်ဒီနှစ်ခုပြီးတော့ဒီဟာလေးရယ်ဒီ3ခုရယ်ဒီဟာလေးရယ်ဒါလေးလည်းပေါက်ချင်တယ်ပေါ့နော်ဒီ5ခုလည်းပေါက်ချင်တယ်ပြီးတော့ secret လေးလည်းပေါက်ချင်တယ်အဲမပေါက်ချင်တော့ဒီနွားကြီးပေါ့နော်အဲ့ဒါတော့မပေါက်ချင်ဘူးဒါပေမဲ့ပေါက်လည်းဘာမှမဖြစ်ဘူးဒါလေးလည်းမပေါက်ချင်ပေမဲ့ဘာမှတော့မဖြစ်ပါဘူးချစ်စရာလည်းကောင်းပါတယ်ဆိုတော့ဖောက်ကြည့်ကြမယ်တော်တော် excited ဖြစ်နေပြီကဲ baby 3တဲ့သူကနောက်ဆုံးကြံတာမလို့ဆိုင်ပါဆိုတော့ဖောက်ကြည့်လိုက်ကြအောင်ရှင်ကတ်မကြည့်ရနဲ့ဖောက်ဖို့ oh my god စားကနေကွဲပြီစားကနေကွဲနေ oh my gosh အဲ့လိုချဖောက်လိုက်အဲ့လိုပဲတခါလည်းမတော်ဘူးညာ oh my gosh oh baby 3 oh my gosh baby 3 oh my gosh အဲ့ဒီပေါက်မလဲတော့မသိဘူးမနွားကြီးတော့ပြထားတယ်နော်နွားကြီးပေါက်မလားမသိဘူးအီရော်လေးတော့စစ်စရာလေးပေါက်ကြည့်ကြစို့ကဲကကြီးယူလိုက်ပါမယ်ရှင်ကကြီးယူတော့ဒီမှာဒါလေးနဲ့ဖောက်ပါမယ် wow oh my gosh ဒါလေးတော့secret လေးပေါက်သွားတာ secret လေးပေါက်သွားတာတော့လူချင်းနေတဲ့ဟာလေးတော့ဒီအီ secret လေးပေါက်သွားတာပါရှင်ဟိုမှာဘာလို့မတူ secret လေးကြာ secret လေးပေါက်ချင်နေရကြပြီလို့ secret လေးပေါက်သွားတာ secret လေးပါရှင်မချစ်စရာလေးရောချူမမျက်လုံးကလဲလို့ရတယ်တွေ့လားမတ်ကေမချမျက်လုံးလဲလို့ရတာတိတ်မကြောက်ဖန်မျက်လုံးကိုပို့ကြည့်ရဲ့ဖန်မျက်လုံးလေးချစ်စရာဒါမဲ့ဒါလေးလဲ secret လေးပေါက်သွားတာပါလို့ oh my god OMG မိုက်တယ်ဆိုတော့ bye bye မှာဒါလေးကိုချိန်ထားပါမယ်ရှင် bye bye